လွန်စဉ်းစားတဲ့အကောင်းတဲ့ဂါထာလေးနဲ့ပို့ဟောတယ်အစရိတဝဗြဟ္မစရိယံအလတ္တယုပနိတနံဇိနကွန်ဇာဝဇာယန္တိခိနမစ္စေဝပန်လလေတဲ့နော်အရွယ်ရှိတုန်းကငယ်တုန်းကစီဝါရေးလည်းမရှာဘူးဟာဗြဟ္မစရိယလို့ဆိုတဲ့မြတ်သောအကျင့်ကိုကျင့်သုံးခြင်းအဖြစ်သူတော်ကောင်းတရားကိုရှာလားဆိုတော့လည်းမရှာဘူးဟုတ်လားအဲ့လိုမရှာတဲ့ပုံကိုယ်တွေကအသက်ကြီးလို့အိုလာတဲ့အခါမှာတဲ့ခိနမစ္စေဝပန်လလေနော်ငါးကုံပြီးတော့ရေခမ်းနေတဲ့အိုင်ငါကလည်းမရှိတော့ဘူးရေကလည်းခမ်းပြီအဲ့ဒီအိုင်မှာဂျိုးကြဘလို့ဂျိုးကြအောင်ဆိုအတောင်ကျိုးတဲ့ဂျိုးကြဒီပြင်နေရပြန်ဖို့ဆိုတော့လည်းပဲမပြန်နိုင်အတောင်ကကျိုးနေလေဒီတဲပဲရှာမယ်ဆိုတော့ငါကလည်းမရှိနော်ငါမရှိုံနဲ့မကဘူးအေးချမ်းမှုကိုပေးစီတဲ့ရေကလည်းပဲခမ်းနေပြီဟောဘလောက်ဒုက္ခရောက်လိုက်တယ်လဲစဉ်းစားကြည့်ဦးနော်မြတ်စွာဘုရားပေးတဲ့ဥပမာဟုတ်လားနော်ရေခမ်းပြီးတော့ငါးကုံနေတဲ့အိုင်မှာအတောင်ကျိုးတဲ့ဂျိုးကြလို့တဲ့နော်ဇိနကွန်စာဝဇာယန္တိခိနမေဇေဝပန္နတိနော်အဲ့ဒီလိုမျိုးဥပမာပေးခံရတဲ့လူတယောက်နော်ကြံမှိုင်းပြီးတော့အကြံကုန်ပြီးတော့ဒါစနေရဲ့ပူပူလောင်လောင်နဲ့ဘဝနေကိုအဆုံးတတ်ရမယ်အာစရိတဝဗြဟ္မစရိယံအလတ္တယုပနိတနံတင်တိစာပါတိခိနာဝပုရဏာနိအနုထုနံဒါဒုတိယဂါထာအားပြောတော့ငယ်တုန်းကသူတော်ကောင်းတရားလည်းမကျင့်စီဝါရေးလည်းမရှာဟုတ်လားအဲ့လိုဆိုရင်အသက်ကြီးလာတဲ့ခါဘလို့တုံးတဲ့သူပေးတဲ့ဥမာလေးကလည်းတစ်မျိုးကောင်းတယ်တင်တိစာပါတိခိနာဝလေးညိုးကလွတ်ထွက်သွားတဲ့ပြစ်ထည့်လိုက်တဲ့မြားတံဟာအရှိန်ကုန်တဲ့အခါကျတော့ဘာလို့တော့အောက်ကျသွားတယ်အောက်ကျသွားပြီဆိုရင်အဲ့ဒီမြားတံဟာလှုပ်နိုင်သေးသလားမလှုပ်နိုင်ဘူးသူအရှိန်ဟုန်နဲ့ပြေးခဲ့တုန်းကလည်းပဲသူစွမ်းအားနဲ့ပြေးတာမဟုတ်ဘူးလေလေးညိုးဆွဲပြီးတော့ပြစ်လိုက်တဲ့လေးညိုးရဲ့တွန်းကန်အားလေးကိုင်းနဲ့ကြိုးနဲ့ဆွဲပြီးတော့ပြစ်လိုက်လို့အဲ့ဒီတွန်းကန်အားနဲ့သူပြေးတာအဲ့ဒီတွန်းကန်အားကုံလို့ကြပြီဟေ့ဆိုတော့မလှုပ်တော့အဲ့တော့ဘုံဘုံတို့ဘဝမှာတချို့လူတွေဟာအရှင်ကောင်းကောင်းနဲ့ပြေးနေကြတယ်မကြည့်လို့တော့ခက်ကောင်းကောင်းပဲဟုတ်လားသူတို့ကသူတို့အစွမ်းလို့ထင်တယ်တကယ်တမ်းကတစ်ချိန်လုံးကသူတို့ပြုထားတဲ့ကောင်းမှုရဲ့အစွမ်းသူတို့အစွမ်းလို့လည်းပြောလို့တော့ရတာပေါ့နော်သို့တော့အဲ့ဒီဟာအတိုင်းအတာရှိတယ်ကန့်သက်ချက်ရှိတယ်ကုံတက်တယ်ခန်းတက်တယ်ဟုတ်လားဒီလေးညို့ရဲ့စွမ်းအားကြီးကအမြဲတမ်းလေးကိုမြားကိုပြေးစီနိုင်လောက်အောင်ကြီးသလားဘယ်တော့မှမရက်ဘူးကွာပြေးနေတော့မယ်ဟုတ်လားအဲ့လိုပြေးမလားအပြေဘူးသူအရှိန်ဆိုတာကုံတဲ့အချိန်ရှိတယ်ဟုတ်တယ်မဟုတ်လားအရှိန်ဆိုတာကုံတဲ့အချိန်ရှိရနော်အဲ့လိုပဲကုသိုလ်ကောင်းမှုဆိုတာလည်းပဲကုံတဲ့အချိန်ရှိတယ်ကုံမီဟေ့ဆိုတာနဲ့ဒီလိုအစွမ်းတုံးသွားပြီဒါကိုလည်းဘုံဘုံတို့နားလည်ဖို့လိုတယ်နော်အဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာနော်လေးညို့ရဲ့နော်လေးကနေထွက်သွားတဲ့မြားတာအရှိန်ကုန်လို့ကြားတဲ့အချိန်မှာဘာမှမလှုပ်နိုင်တော့သလိုပုရဏဏီအနုထုနေတယ်ရှေးတုန်းကအဆင်ပြေခဲ့တာတွေရွှေဒီဆောင်းခဲ့တာတွေပြန်တွေးပြန်ပြောရင်းနဲ့ပဲအာသာဖြေးနေတာလက်တွေ့တကယ်လက်တွေ့မှာတော့ဆင်းရဲနေရတယ်ပေါ့အဲ့ဒီတထေးကိုအကြောင်းပြမြတ်စွာဘုရားဟောတာနော်ဒါမှမဟုတ်ဘုံဘုံတို့စဉ်းစားတရားရှိတာနော်ဘဝမှာဒီကုသိုလ်ကောင်းမှုဆိုတာအရှိန်တစ်ခုနော်ကုံတတ်တယ်ကုံလို့ရှိရင်ဘုံဘုံတို့ကထပ်ပြီးတော့ပြုမယ်ဆိုလို့ရှိရင်ဒါကုသိုလ်အသက်ဆက်တဲ့သဘောမျိုးရှိတာပေါ့နော်ဒါကြောင့်ဒီကုသိုလ်ကောင်းမှုကိုအဟောင်းအသစ်ဆိုတဲ့ရှုထောင့်ကလည်းကြည့်တတ်ဖို့လိုတယ်